ဒီနေ့လူသားနဲ့ကုသိုလ်ရှင်ဟာ28ရက်နေ့အတွက်စံမျိုးကျဲကုသိုလ်ရှင်ဖြစ်ပါတယ်စေတနာရှင်တူလှူဒန်းအပ်သောစံမျိုးကျဲပြုများကိုရွှေပြူးစေဦးမှာစေကုသမှုခံယူနေကြတဲ့ဝေဒနာရှင်များစားသုံးနိုင်ရန်တောက်သုံးနိုင်ရန်အတွက်ကိုလှူဒန်းပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့စေတနာရှင်တူလည်းအကျမ်းမှာချမ်းသာပါစေလူရဆန္ဒအားလုံးပြည့်စုံပါစေဝေဒနာရှင်များလည်းအလူရှင်လှူဒန်းသောစံမျိုးကျဲဥပမာစားသုံးရသည့်ချိန်ကစပြီးတော့ခံစားနေရတဲ့ဝေဒနာများအများဆုံးတက်တာ၍အများဆုံးပျောက်ကင်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့တာလို့ပြလိုက်ရပါတယ်ဝေဒနာရှင်များလည်းကျမ်းမှာချမ်းသာကြပါစေလူရှင်များလည်းကျမ်းမှာချမ်းသာကြပါစေဗျ